တဲဆုငိမ့်နဲ့ရုပ်ရှင်ဇာတ်ကားရိုက်တာတရက်လုံးနေမှာတခက်မဲ့ပြေးကြောင်းပြောလာတဲ့ဒါရိုက်တာပရိသတ်များလုံးမင်္ဂလာပါရှင်ရက်ကွက်မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အလောက်မဲ့တဲဆုငိမ့်နဲ့ရုပ်ရှင်ရိုက်ကူးတဲ့အခါမှာတရက်လုံးနေမှာရုပ်ရှင်ဇာတ်ကားကြီးတစ်ခုလုံးရဲ့ဇက်ဝင်ကန်တခန်းကိုပဲရိုက်ကူးပြီးစီကြောင်းပြောလာခဲ့တာကတော့ဒါရိုက်တာမင်းဆက်တစ်ပဲဖြစ်ပါတယ်ဒါရိုက်တာမင်းဆက်တစ်ကလက်ရှိမှာဆိုရင်အရန်နာမည်ကြီးပြီးတော့လူကြိုက်များလာတဲ့တသစ္စာလူငယ်ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်သူရဲ့အရေးချင်းတွေထူးချွန်ထက်မြက်မှုတွေနဲ့မတူထူးခြားတဲ့ဇာတ်ကားပေါင်းများစွာကိုဖန်တီးနိုင်ခဲ့ပြီးတော့အနုပညာလောကမှာနေရာရလာခဲ့ပါတယ်။တတိစတွေကိုပဲဥတီပြီးတော့ရွေးချယ်ရိုက်ကူးတဲ့ဒါရိုက်တာမင်းဆက်တစ်ကတရုတ်ဆောင်မင်းသမီးမေမီကိုကိုလည်းအကယ်ဒမီစုကြီးနဲ့နီးစပ်အောင်ဒီအကောင်ဆုံးရိုက်ကူးပေးနိုင်ခဲ့ပါတယ်။ဒီလိုမျိုးသပင်တွေများနေစီရုပ်ရှင်ဇာတ်ကားကြီးရဲ့ပဲ့ကန်ရှင်ဒါရိုက်တာမင်းဆက်တစ်ကမင်းသမီးမေမီကိုအပါအဝင်တဲဆုငိမ့်တို့ကိုလက်တွဲခေါ်ယူပြီးတော့နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးကိုထပ်မံရိုက်ကူးနေခဲ့ပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကြီးမှာမင်းသမီးတဲဆုငိမ့်ကတသစ္စာတစ်ယောက်ဖြစ်ပေမယ့်အကောင်ဆုံးလက်တွဲခေါ်ယူပြီးတော့အကယ်ဒမီမင်းသမီးတလက်ဖြစ်နိုင်လောက်တဲ့အထိဒါရိုက်တာမင်းဆက်တစ်ကလေးချင်းတင်ကြားရိုက်ကူးပေးနေခဲ့ပါတယ်။ဒါပေမဲ့လည်းရုပ်ရှင်ကားကိုရိုက်ကူးတဲ့အခါမှာရှေ့ကိုခရီးမရောက်ပဲတရက်လုံးနေမှာဇက်ဝင်ကန်တခန်းကိုပဲရိုက်ကူးပြီးစီရအောင်အတော်လေးကိုစိတ်ညစ်နေကြရပါပြီ။လက်ရှိမှာဆိုရင်အလှမဲ့တဲဆုငိမ့်ကိုခေါင်းဆောင်မင်းသမီးတင်ပြီးတော့မင်းသမီးမေမီကိုကဇက်ဖို့နေရာကနေမေမေအခြေဦးလို့အမည်ရတဲ့ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးနေတာဖြစ်ပါတယ်။ဒီလိုရိုက်ကူးတဲ့အခါမှာတဲဆုငိမ့်ကတသစ္စာမင်းသမီးဖြစ်တယ်လို့လေးချင်းတင်ကြားပေးရတာတွေကလည်းများနေပြီးတော့စီစဉ်ရတာတွေကအရန်လှုပ်ရှုပ်နေရကြောင်းတရက်လုံးကိုမှဇက်ဝင်ကန်တခန်းကိုပြည်စည်းဖို့အတွက်မနှဲစူးစမ်းပြီးတော့ရိုက်ကူးနေကြရပါတယ်။တဲဆုငိမ့်ကမေမေအခြေဦးရုပ်ရှင်ဇာတ်ကားထဲမှာတဲဇလက်ဖြူနေရာကနေအကောင်ဆုံးတရုပ်ဆောင်ထားခဲ့ပါတယ်။ဒီဇာတ်ကားကိုရိုက်ကူးမယ်လို့စတင်စဉ်းစားကြတဲ့ကတဲဆုငိမ့်ကခရီတာနဲ့ကွက်တီကြမယ်လို့စိတ်ကူးပြီးတော့ကန်လှမ်းပြီးရိုက်ကူးခဲ့ရပါ။တကယ်လည်းရိုက်ကူးတဲ့နေရာမှာဇက်ကောင်နဲ့ကွက်တီကြတယ်ဆိုပေမဲ့တသစ္စာမင်းသမီးလေးဖြစ်နေရကြောင်းဘလို့မှကိုခရီးမတွင်နိုင်အောင်ဖြစ်နေခဲ့ရပါတယ်။ပုံမှန်ဆိုရင်ရုပ်ရှင်ဇာတ်ကားတကားကိုကျွမ်းကျင်တဲ့ဝါရင်အနုပညာရှင်တွေနဲ့ရိုက်ကူးတဲ့နေရာမှာအစဉ်ပြေပြေမြ мян ဆန်ဆန်နဲ့ရိုက်ကူးနိုင်ကြပါတယ်။ဒါပေမဲ့စီစဉ်ရတာတွေကလည်းကြာနေပြီးတော့တသစ္စာတွေဖြစ်နေတာကြောင့်အခက်အခဲတွေများပြီးတနေ့ကိုဇက်ဝင်ကန်တခန်းမဲရိုက်ကူးနိုင်ခဲ့ပါတယ်။ဒါတောင်မှတခါတလေမှဆိုရင်တဲဆုငိမ့်ကသူမရဲ့ဆရာထူအလွင်ကစူလို့ဆိုပြီးမျက်ရည်ဝဲပြီးတော့ငိုတဲ့အချိန်တွေလည်းရှိနေပါသေးတယ်။ဒါတွေကိုပြန်ချော့နေရတာကြောင့်ရှေ့ဆက်ဖို့ခရီးမတွေ့ပဲပတ်ချလဲနေခဲ့ပြီးတော့အလုံးလုံးရတာကနှောင်နေကြန့်ကြာနေကြောင်းဒါရိုက်တာမင်းဆက်တစ်ကအခုလိုပြောပြလာခဲ့ပါတယ်။ဒါရိုက်တာမင်းဆက်တဲ့အနေနဲ့လူငယ်ဒါရိုက်တာဆိုပေမဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဇလန်တွဲတွေများစွာကိုဖန်တီးရိုက်ကူးခဲ့ပါပြီ။ဒါပေမဲ့လက်ရှိမှာတော့အတော်လေးကိုအချိန်ကြာနေပြီးတနေ့မှာဇက်ဝင်ကန်တခန်းလောက်ပဲပြီးတဲ့အတွက်တခြားသောအနုပညာရှင်တွေကိုလည်းစိတ်ရှည်သီးခံဖို့အတွက်တောင်းပန်နေကြရပါတယ်။တဲဆုငိမ့်နဲ့ရုပ်ရှင်ဇာတ်ကားရိုက်မိကမှတနေ့လုံးမှာဇက်ဝင်ကန်တခန်းပဲရိုက်ကူးပြီးစီတဲ့ဖြစ်နေကြုံတွေ့နေရတဲ့အပေါ်မှာပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။